လွန်ခဲ့တဲ့ဘဝတုန်းကငါဝမ်းကွဲမောင်လေးကမိဖို့ချောင်းထဲမှာစော့ရင်10နှစ်တက်တန်းရှိတဲ့ဟင်းချိုကြီးအိုးတဲကိုအင်တာဆေးရည်တွေအကုန်လုံးထည့်လိုက်တာပါအဲ့ဒါနဲ့ငါလည်းလန့်သွားပြီးဟင်းချိုအိုးကိုမိပိတ်အထဲကရည်တွေကိုအကုန်တုံပစ်လိုက်တယ်ဒါပေမဲ့ဆိုင်ပိုင်ရှင်ကတွေ့သွားပြီးရောင်းမနဲ့ငါလက်ကောက်ဝတ်ကိုရိုက်ချလိုက်တယ်ဒီဟင်းချိုကြီးက10နှစ်ကျော်အောင်ထိန်းသိမ်းထားတာမင်းဘဝထက်တောင်တန်မိုးရှိတယ်ဆိုပြီးပြောတာပေါ့ငါမောင်လေးကလည်းငိုပြီးငါကပဲသူ့ကိုတက်တက်မဲ့ဆွဆွဲနေတာပါဆိုပြီးလိန်ပြဟုတ်ကဲ့တယ်အဲ့ဒီနောက်ငါမိဘတွေပါရောက်လာပြီးပြဿနာရှာကငါ့ကိုပဲပိုက်ဆံရောက်ခိုင်းခဲ့ကြတယ်နောက်ဆုံးတော့ငါ့ကိုမျိုးတဲကမတန်ဆွမ်းသူတယောက်နဲ့အတင်းမင်္ဂလာပေးစားလိုက်ကြတာပါနောက်ထပ်15နှစ်လုံးငါသူ့ကိုပြုစုဆောင်ရှောက်ခဲ့ရပြီးငါခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကလည်းဘယ်တော့မှမပြောက်ခဲ့တော့ဘူးဒါပေမဲ့ငါပြန်လို့လာတဲ့ခါမှာတော့ဝမ်းကွဲမောင်လေးအင်တာဆေးကြီးထည့်ခဲ့တဲ့အဲ့ဒီနေ့ကိုပြန်ရောက်နေခဲ့တယ်ဒီတစ်ချိန်မှာတော့ငါတကားဝမှာပဲရက်နေပြီးဘာမှမပြောခဲ့ဘူးဆိုင်ပိုင်ရှင်ကအနက်ရသွားတော့ဟင်းခတ်အမွှေးကြိုင်တွေထည့်လိုက်တယ်အနက်ပြောက်အောင်နင်းနေပို့ကြိုလိုက်မယ်ဒီနေ့ညလည်းပုံမှန်တိုင်းပဲရောက်မှာပေါ့ဟိုရှိကစားပွဲတွေကိုတွားရှင်းလိုက်ဦးအကင်လာစားတဲ့သူတွေစောင့်နေတာကြာလာပြီအမဆိုင်ရှင်ကိုတကယ်မပြောဘူးလားဘာပြောရမှာလဲအင်တာဆေးကြီးအကြောင်းလေဘာအင်တာဆေးကြီးလဲပုံမှန်တိုင်းကြက်ပေါင်နှစ်ချောင်းရဲ့ဝက်နာရဲ့တပွဲရဲ့ဟင်းချိုကြီးစမ်းထားတဲ့ထမင်းတပွဲပေးပါရပါပြီရှင်မြန်လေးပွဲပြင်ပေးလိုက်ပါဒီနေ့ဟင်းချိုကြီးကတကယ်ရတာရှိတာပဲမနေ့ကထက်တောင်ပိုပြစ်သေးတယ်အမေဒီဟင်းချိုကြီးအရတာကတမျိုးပဲဘလို့လို့အဲ့ဒီလိုဖြစ်မှာလဲဒီဟင်းချိုကြီးကိုတုံးလာတာ10နှစ်ရှိပြီနင်းကပထမဆုံးအချိန်စားတာမို့လို့မဟုတ်သေးတာပါခါရတာလေးကတော့ပုံမှန်မှာပဲရှာဖျားမှာထုံသွားတာကဇာတိဖို့တီးကြောင့်လေတကယ်ပေါင်းဟင်းဆိုတာအဲ့ဒီလိုအရတာမျိုးပဲရှိတာအမေမနေ့ပြန်ကျန်နာလိုက်တာရဲ့အသက်60ပြည့်မွေးနေ့ဆိုတော့လူ20လောက်လာမှဟင်းပွဲကြီးပြင်ထားပြီးအကောင်းဆုံးပစ္စည်းတွေထုတ်ပေးပါမပူပါနဲ့ငါတို့အကင်ကမြို့မှာအကောင်းဆုံးပဲမနေ့ပြန်ကပွဲကြီးဆိုတော့တေချာပြင်ဆင်ထားပါအိုးအောက်ကမိကိုလုံးဝမငိမ့်စေနဲ့အကူလေးမင်းမိဖို့နားမှာပဲတစ်ချိန်လုံးစောင့်နေတနာရီကြားတစ်ခါထင်းထည့်ပေးမိမငိမ့်ပါစေနဲ့ဟင်းချိုကြီးတူးသွားရင်မင်းအရေကုန်းခွာပြစ်မယ်ဟုတ်ကဲ့ပါလွန်ခဲ့တဲ့ဘဝတုန်းကစိတ်ပါတဲ့ဟင်းချိုကြီးကိုတုံပစ်ခဲ့လို့ငါရရှိခဲ့တာကအပြင်းထန်ရိုက်ခံရတာနဲ့မျက်နှိုးရတဲ့လူငယ်ဘဝပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်ဒီတစ်ချိန်မှာတော့ငါသူများကိစ္စတွေလုံးဝဝင်မပါတော့ဘူးမနေ့ရောက်တော့မောင်လေးကမိကိုတညာလုံးကြည့်ပေးထားတာတွေ့ရတယ်အရသာတွေစိတ်ဝင်နေပြီပဲဟိုနောက်ဘက်ကကြက်6កောင်သွားယူခဲ့ငါဘာသာငါထည့်လိုက်မယ်ဟုတ်ကဲ့အမလဲတညာလုံးမီးဆောင်ပေးထားရတာပင်ပန်းနေပြီအမေဘာလို့ဒီရောက်နေတာလဲနင့်ရင်းကငါ့ကိုလာကြည့်ခိုင်းလို့ပါနင်သူ့ကိုအနိုင်ကျင့်နေမှာစိုးလို့တဲ့သူကနင်ဝမ်းကွဲမောင်လေးလေငါအလုပ်သွားတော့မယ်အရင်ပင်ပန်းနေပြီမလားရေနွေးချမ်းလေးတောက်ပါဦးအဲ့လိုကလေးလေးကအရန်လိမ်မာတာပဲသူ့ကိုလည်းကြည့်ဦးဟွန်းမေဘာလို့ဒီရောက်နေတာလဲကလေးလေးနင်အရန်ပိန်သွားတာပဲပင်ပန်းနေပြီလားမပင်ပန်းပါဘူးအရန်ကငါပေါ်ကောင်းပါတယ်အလုပ်တွေနင်းနေများနေလို့ပါအမက်ကလည်းဘာမှကူမလုပ်ပေးဘူးလေသူကနင်းထက်3နှစ်ကြီးတာကိုနင်းနေလေးတောင်နားလဲပေးလို့မရဘူးလားသူ့ဖေလည်းမရှိတော့တာကိုအလုပ်ကျန်းတွေကြီးပဲနင်းကိုခိုင်းရတာလေဟုတ်တယ်မောင်လေးကအလုပ်အရန်စူးစမ်းတာဒါပေမဲ့အမကတော့တိတ်မလိမ္မာဘူးမနေ့ကဝေသူတယောက်ကဟင်းရတာမမှန်ဘူးလို့ပြောတာတောင်ဘာမှပြန်မပြောပဲဒီတိုင်းရက်ကြည့်နေတာမောင်လေးပဲဝေသူကိုစကားနဲ့ရှင်းပေးခဲ့ရတာလေငါမောင်လေးအတွက်ကောင်းတာလေးတွေရှိရင်စဉ်းစားပေးပါဦးအမကတော့မျောလင်းချက်မရှိတော့ပါဘူးကောက်ယူမဲ့သူရှိရင်မင်္ဂလာပေးစားလိုက်ရုံပဲနင်းပြန်ပြောရဲတယ်ပေါ့ဆိုင်ရှင်ငါအမကြက်ပေါင်ခိုးစားနေတယ်နင်းတကယ်ပဲငါကြက်ပေါင်ကိုခိုးတာလားနင်းတေချာလို့လိန်တာလားငါမခိုးပါဘူးဘာနင်းမောင်လေးကလိန်ပြောနေတယ်လို့ပြောချင်တာလားငါမလိန်ဘူးငါမျက်စိနဲ့တောင်မြင်တာမယုံရင်တေချာပြန်စစ်ကြည့်ဟုတ်တယ်ကြက်ပေါင်တစ်ချောင်းရော့နေတယ်နင်းလာစားတဲ့ကဖြတ်မယ်မနေ့ပြန်ကျန်နာလိုက်တာပွဲအတွက်ဝက်ချေတောက်တွေပြုတ်ပြီးပြီလားတခုခုရော့နေရင်နင်းတာဝန်ယူရမယ်နင်းလက်ရေးကအရန်တက်ရက်တာပဲဒီမှာဘာဖြစ်နေတာလဲနင်းတို့အကင်တွေမှာပြဿနာရှိနေတယ်ဘာဖြစ်လို့လဲမနေ့ကငါသားနင်တို့ဝန်နာရက်စားပြီးခဲကတမနဲ့လုံးဝမ်းလျှောနေတာငါကလေးကိုဘာတွေကြွေးလိုက်တာလဲငါတို့ဒီဟင်းချိုကြီးကိုတုံးလာတာ10နှစ်ရှိပြီဘာမှမဖြစ်ဘူးဟိုနားဒီနားမတက်တာစားမိလို့ဖြစ်တာနေမှာပေါ့နင်တို့အကင်စားပြီးမှဖြစ်တာလေပြေစာထောက်ထားရောဘသူမဆိုလားဆွဆွဲလို့ရတာပဲကလေးကဝမ်းပိုက်မကောင်းလို့ဖြစ်တာကိုဘာလို့ငါတို့စီလာပုံချနေတာလဲရော့ရုံးတရားယူပြီးစေကန်းသွားပြလိုက်နောက်ထပ်လုံးဝပြန်မလာနဲ့တော့နင်တို့ကငါတို့ကိုစီးနှင်းနေတာလားရုံးတရားတဲနဲ့မျိုးလိုရှာထုတ်ပြီးတမနဲ့လုံးအနေရတာကိုရှင်းလို့ရမလားဆက်ပြီးပြဿနာရှာခြင်းရင်တော့အနိုင်ကျင့်အောင်လန်းနဲ့ရဲတိုင်လိုက်မယ်ဘာတွေအော်ဟစ်နေကြတာလဲပြဿနာလာရှာနေတာလားစောင့်ကြည့်နေလိုက်ကျမရေးဌာနကိုငါတိုင်မယ်ကြိုက်တဲ့နေရာသွားတိုင်လိုက်နင်ပါစိုက်ကြည့်နေတာလဲမနေ့ပြန်တကယ်တိုင်ခဲ့ရင်နင်မဲချက်တာလို့ပြောလိုက်မယ်လွန်ခဲ့တဲ့ဘဝတုန်းကတော့ငါကပဲနင့်အတွက်အပြစ်တွေအကုန်ခံပေးခဲ့တာပါဒီတစ်ချိန်မှာတော့နင့်ဘာသာနင်မဲရှင်းလိုက်တော့ဘိုက်ပြအောင်ဟင်းချိုကြီးတောက်လိုက်ပါဦးငါရပါတယ်ရေးမစားပါဘူးဘာလို့မတောက်တာလဲတန်ရှင်းမှုမရှိဘူးလို့ထင်လို့လားနင့်မောင်လေးကစေတနာနဲ့ခတ်ပေးတာကိုပူလိုက်တာအေးသွားမှတောက်တော့မယ်ပိုသားသားတွေလုံးမနေနဲ့ဝါအရသာကတော့တကယ်ကောင်းတာပဲဆိုင်ရှင်ဟိုဆိုင်ကဖုံးလာနေတဲ့ဟင်းပွဲမှာပြဿနာရှိလို့တဲ့ကျန်နာလိုက်တာရဲ့တားချာတွေကြွားကြနေတယ်သူမိမလဲအန်နေတယ်ဆိုင်ရှင်ကိုဖုံးပေးလိုက်ပါတယ်ဘာအန်နေတယ်ဟုတ်လားဟုတ်တယ်အကုန်လုံးစေးရုံရောက်နေကြပြီတမီလေးပါဆက်ဆိုရင်အစင်းကြောင်းတွေတောင်ထနေတာဟင်းချိုကြီးကအစားခံပစ္စည်းတွေလွန်နေရလို့ပြောတာပဲဟင်းချိုကြီးလည်းဘာထည့်ထားတာလဲငါဘာမှမထည့်ပါဘူးနင်းထည့်တာလားငါတညာလုံးဆောင်ပေးထားတာပါဘာမှမထိခဲ့ပါဘူးဒါဆိုဘလို့ဖြစ်တာလဲဝေသူတွေစီမှာဘာလက္ခဏာတွေဖြစ်နေတာလဲအန်ကြတယ်လို့ပြောတာပဲဒါဆိုရင်တော့ဟင်းချိုကြီးကြောင့်ပဲအခုချက်ချင်းအကုန်တုံပြစ်လိုက်ဒါက10နှစ်တက်တန်းရှိတဲ့ဟင်းချိုကြီးလေးလူအသက်ကအရေးကြီးသလားဟင်းချိုကြီးကအရေးကြီးသလားတုံပြစ်လိုက်ဟုတ်ကဲ့လူ8ယောက်တောင်ဆေးရုံရောက်နေပြီအသက်90နှစ်အဖွားအိုဆိုရင်စားအုပ်အိမ်ပါလောင်သွားလို့အသက်လူနေရတယ်ဒီဆိုင်ရဲ့တာဝန်ခံကဘာတူလဲငါပါစားသုံးသူအများကြီးအစိတ်တင်သွားတယ်ဓာတုဗေဒအစိတ်တင်မှုလို့အတီးပြုထားတယ်မိဖို့ချောင်းထဲကအထောက်ထားတွေတွားယူကြမယ်ဒါလုံကြုံရေးဗီဒီယိုမှတ်တမ်းလားဟက်တက်ဒါပေမဲ့အဲ့ဒါငါမဟုတ်ပါဘူးဒီတောင်းကနေကြည့်ရင်တေချာမမြင်ရဘူးလေဒါခင်များသားမဟုတ်ဘူးလားဗီဒီယိုထဲကလူကခင်များသားဝတ်ထားတဲ့အင်ဂျင်နဲ့အတူတူပဲငါတမင်လောက်တာမဟုတ်ပါဘူးကစားနေတာပါလူ8ယောက်ဆေးရုံရောက်ပြီးအဖွားကိုတယောက်အသက်လူနေရတာကိုနင်ကကစားနေတာလို့ပြောရဲတယ်ပေါ့အမှန်တိုင်းပြောလိုက်ပါငါတမင်လောက်တာမဟုတ်ပါဘူးစိတ်တက်ကဖြစ်ပြီးစက်ကူစမ်းကြည့်တာပါအမရဲ့တခုခုပြောပေးပါဦးနင်ဘာတွေပြောနေမှန်းငါမသိဘူးအမသိတယ်မလားအမတကားဝမှာရက်ပြီးငါလောင်းထဲတာကိုကြည့်နေတာလေဘာလို့ငါ့ကိုမတားတာလဲငါဘာမှမမြင်ဘူးအဲ့ဒီချိန်ကငါမီးဖို့ချောင်းထဲမှာမရှိဘူး
လုံခြုံရေးဗီဒီယိုကြည့်ရင်အမှန်တိုင်းသိရမှာပါဒါကမိသားစုရေးမဟုတ်တော့ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေပဲငါအိမ်သာဆေးကြီးမှန်းမသိဘူးလေအနံ့ထူးဆန်းနေတာတော့သိပေမဲ့မတုံ့ပြစ်ပဲဟင်းခတ်အမွှေးကြံတွေထပ်ထည့်ပြီးအနံ့ဖြောက်ခဲ့တာပြီးတော့ဝယ်သူတွေကိုဆက်ရောင်းခဲ့တာလေရဲအရာရှိကြီးငါတို့လည်းဘာမှမသိတဲ့ဘေးထွက်ဆိုးကျိုးခံစားရသူတွေပါဟိုကလေးကလောင်းထည့်တာလေငါမိမနဲ့ဘာဆိုင်လို့လဲခင်ဗျားမိမကအစားအသောက်မှာအစိတ်ပါနေတာတည့်ရက်နဲ့ပြည်သူတွေကိုဆက်ရောင်းခဲ့တာလေ